စီကြီးလေးရပါတော့ဘလို့တက်ရလေလေသာတို့ဘာလို့ဘလို့တက်ရလေရေချင်းတို့ဘာလို့ဒီကတချို့ကကြာဒီထုတ်လေးတွေကဘာထုတ်လေးတွေတော့ပေါ့နော်ဒီထုတ်လေးကျွန်တော်ထည့်ပေးတယ်ရောဘာထုတ်လေးတော့ဆိုဒီလိုထုတ်ထဲမှာပါတာတွေကဒီလိုမျိုးလေးပါတာပေါ့နော်အဲကျွန်တော်နမူနာတက်ပြပေးမယ်နော်နမူနာတက်ပြပေးမယ်ဆိုဒီမှာဒီလိုဂုံးလေးပါတယ်နော်ဒီလိုဂုံးလေးတွေကိုဒီကောင်လေးထိုးဒါဒီနယ်လေးလက်ချက်လိုက်နော်နယ်လေးချက်လိုက်နော်သူ့ရဲ့လီတာသွားတဲ့ပုံစံကကြတော့ဒီမှာဒီကလီတာထွက်မှာနော်ဒီလီတာထွက်မှာဒီနောက်ကဟာလေအရှိကလေးကိုလှည့်လိုက်လို့ရှိရင်လီတာသွားပြီဒီမှာပြန်လှည့်လိုက်ရင်ပိတ်ပြီနော်ဒါပဲသူကလီတာနော်ဘယ်မှာညက်မှာလဲဆိုတော့ဒီမှာ reline ပါပြီးတာညက်မယ်နော်အဲ့ဒီဟာလေးကိုဒီမှာသူကဒီကြီးကနက်ကလေးဒီမှာသူက original ပါတယ်နော်သုံးလုံးပါတယ်အဲ့ဒီနဲ့ကြက်နဲ့ကြက်ဖို့အန်ကြီးလေးလည်းပါတယ်နော်ဒါလိုကြက်လိုက်ဒါဆိုရင်ဒါလေးသားရပါတယ်ဒီချင်းကဒီဘက်ကပေါ့နော်ဒီချင်းဒီဘက်ကဒီချင်းကိုလည်းအဲ့လိုပဲတက်လိုက်လို့ရှင်ရတော့ဟောဒီချင်းလည်းလိုတက်ပြီးတော့နောက်လေးကိုကြက်လာရပါတယ်နော်အဲ့ရပါတယ်နော်အချိန်မှဆိုရင်ဒီလိုပေါ့ဗျာဒါလူပြထားတယ်တရုတ်ကပြထားတဲ့ဟာပေါ့နော်ဒါပေမဲ့လို့ကျွန်တော်ပြောမယ်ဒီကောင်လေးကိုဘာလို့မသုံးစီချင်တာလဲဆိုတော့ကျွန်တော်ပြောမယ်ဒီကောင်ကြီးကကျွန်တော်တို့ကချိန်တာတိုင်ထိတ်နေဗျာဒီတိုင်ထိတ်နေချိန်နေဒီနာထိတ်နေပေါ့နော်ဒီနာထိတ်နေချိန်နေပေါ့နော်ဒီချိန်ကွင်းကြီးလာပိတ်ဒီလီတာကြီးကလာပိတ်နေပြီးတော့ဒီလီတာကဒီနဲ့ချိန်မြင်မဲ့လို့ဒီနောက်ကဆွဲတဲ့လက်ကအောက်ဒီအပေါ်ဒီသွားရင်မှန်ဦးနောက်တစ်ခုကကျွန်တော်ပြောမယ်ဒီလိုဟာလေးတွေကိုကိုင်းကြည့်လိုက်ဟုတ်လားရောက်လာလို့ရှိရင်ဟိုဇွဲလေးတွေကမြင့်နေရပဲမြင့်နေတော့ကျိုးရတယ်တို့သူအဟောင်းတစ်ခုနဲ့ပြမယ်ဗျာဟောင်းကြညီကြတီးရပြောတာမဟုတ်ခဏပဲတက်လိုက်တော့ကျိုးရထားပါဒီလိုဆွဲတယ်နော်ဒီလိုဆွဲတယ်လွတ်တယ်ညီမတို့ဒီသွားလားဒီပြည့်ရိုက်တော့ဒီကအချွန်အတက်ဒီဇွဲဒီနဲ့ဒီကဟာရင်းဆိုလို့ရှိရင်ကျိုးဒီလိုနေရာတွေမှာအရာလေးတွေပြီးပေါက်တာလေးဖြစ်တယ်နော်အဲ့လိုဖြစ်တယ်လို့ကျွန်တော်တို့ကဒီလိုဟာတွေကိုမသုံးပါနဲ့လို့ပြောတာဒီမှာကွဲနေတယ်ပြီးတော့ဒီလိုဟာနဲ့ချိန်ပြီးတော့ဒီလိုတိုင်ထိတ်နဲ့ချိန်ပြီးတော့ဗောနော်မှန်အောင်ပြစ်နိုင်လို့ရှိရင်လေးတာမပါလဲမှန်တယ်နော်ဒီလေးတာကြီးကဘလုံးမှချိန်ခွင်းယူကွဲနေဒီလေးတာနဲ့တဲ့ပြီမဲ့လို့ဆွဲထားတဲ့လက်ကဟိုမှာထားပါလားဒါဆိုရင်